ရီဆောင်နေကြီးနူးနူးကလေကွင်းပြင်ကျဲကြီးပေါ်မှာရွှေရောင်ဖြန်းထားသလိုတောက်ပနေပါတယ်မြမကျေးလက်ရဲ့ထုံးစံအတိုင်းခန်းပင်နှန်းတွေကြားကနေဘေဘီမြင်းကအေးအေးလေးတိုက်ခတ်နေချိန်မှာဦးဘဟိန်တယောက်သူ့ရဲ့လေထွန်ပေါ်ရွှေချောင်းပြလို့အမည်ပေးထားတဲ့နွားအိုကြီးကိုရေတိုက်ဖို့ပြင်နေပါတယ်ဦးဘဟိန်အတွက်နွားဆိုတာတရိษံတက်မဟုတ်ပဲမိသားစုဝင်တယောက်လိုပါပဲမိုးဦးကြချိန်လေမြေတွေရှုံ့ပွက်ထနေပြီးစက်ရန်တရားတွေတောင်ဝင်မရတဲ့နေရာမျိုးမှာရွှေချောင်းပြကပဲဦးဘဟိန်ရဲ့ခိုင်းစေမှုကိုနားလည်ပြီးလေမြေတွေကိုတစ်ချက်မနာပဲထွန်ရက်ပေးခဲ့တာပါမင်းသာမရှိရင်နားလေကွက်တွေခုလိုကောက်ပဲတီးနှံတွေဝေဝေဆာဖြစ်လာမှာမဟုတ်ဘူးကွာလို့ဦးဘဟိန်ကရွှေချောင်းပြရဲ့ကုန်းကြီးကိုပုတ်တက်ရင်းပြောလေးရှိပါတယ်တနေ့မှာတော့မြို့မှာကျောင်းတက်နေတဲ့ဦးဘဟိန်ရဲ့သားပြန်ရောက်လာပြီးစက်မှုလေယာစနစ်ကိုပြောင်းလဲဖို့နဲ့နွားတွေကိုရောင်းချကထွန်ဆက်ဝယ်ဖို့အကြံပေးပါတယ်ဒါပေမဲ့ဦးဘဟိန်ကပြုံးပြီးခေါင်းခါလိုက်ပါတယ်သားစက်ကတော့မြန်တာပေါ့ဒါပေမဲ့နွားဆိုတာတောင်သူတွေအတွက်အလုပ်ဖော်တင်မဟုတ်ဘူးစိုက်ပျိုးရေးအတွက်နွားချေရတယ်လို့သူတို့ကငါတို့ရဲ့ကျေးဇူးရှင်တွေပါပြီးတော့သူတို့မှာကစိတ်နှလုံးရှိတဲ့သားရဲ့ငါပင်ပန်းနေရင်သူတို့ကတည်တယ်ဖြည်းဖြည်းချင်းလျှောက်ပေးတတ်တယ်လို့ရှင်းပြပါတယ်မကြခင်မှာပဲရွာထဲမှာမိုးတဲထန်စွာရွာပြီးလမ်းတွေပျက်စီးကုန်ပါတယ်။ကုန်တင်ကားတွေရွှတ်နစ်ပြီးသွားမရတော့တဲ့အချိန်မှာဦးဘဟိန်နဲ့ရွှေချောင်းပြတို့ကပဲလှဲနဲ့ရွာသားတွေရဲ့ကုန်စည်တွေကိုမြို့အရောက်ပို့ဆောင်ပေးခဲ့ရပါတယ်။ထိုအခါမှသာသားဖြစ်သူကနွားတွေရဲ့အသုံးဝင်မှုနဲ့ကျေးလက်ဘဝမှာသူတို့ဟာဘလောက်ထိအရေးပါကြောင်းကိုလက်တွေ့မြင်ပြီးနားလည်သွားပါတော့တယ်။နေဝင်မိုးချုပ်လို့အိမ်ပြန်ချိန်မှာတော့လဲတန်နဲ့အတူနွားလေဘက်ကစီးလဲတန်လေးတွေကရွာလန်းတစ်လျှောက်တာယာစွာထွက်ပေါ်နေပါတယ်။တောင်သူဦးကြီးတွေအတွက်နွားဆိုတာသူတို့ရဲ့အားကိုးရာသူတို့ရဲ့စီးပွားရေးနဲ့သူတို့ရဲ့မိတ်ဆွေကောင်းတွေအဖြစ်ကျေးလက်မြေမှာထာဝရရှိနေမှာပဲဖြစ်ပါတယ်။ဘေးကခေါင်းလောင်းလေးနှိပ်ပေးခဲ့ပါနော်။